보바 바이미고 외로야라 별로 쓰세야물래 비록 비소라 밤이 묘사래 저도 카레 빵뼈 비밤에 보바 바이미고 외로야바래 저도 니 따인와이마 소인 디 보바 바이미 디 보바 바이 뭐하고 너 저도 엄마 말이야 보바 바이 뭐하고 보바 바이마 또의 땡기다가 비네 지바래 비록 또의ဒီမျိုးမှာဆိုရင်တော့ကျွန်တော်အပြာတိုင်းနဲ့ကျွန်တော်အနာတက်တယ်ပေါ့နော်ဆိုတော့ဘိုးဘပိုင်မြေဒီဂရမ်မြေလို့တက်တန်းတိုးစရာမလိုဘူးအခွန်ဆောင်စရာမလိုပါဘူးပြောမယ်ဆိုရင်ကျွန်တော်တို့ဒါအပိုင်းရတဲ့သဘောပေါ့နော်တက်တန်း6လုံးပိုင်ဆိုင်သူတက်တန်း6လုံးတားစင်မြေဆက်အစအခွန်ဆောင်စရာမလိုပဲနဲ့နေလို့ရတဲ့မြေမျိုးစားကိုခေါ်တာဖြစ်ပါတယ်โอเคဝယ်လို့ရဆိုရင်ဝယ်လို့ရပါတယ်နောက်အခုဆိုရင်တော့ကျွန်တော်တို့ဒီတချို့မြို့နယ်တွေမှာဘိုးဘပိုင်မြေဒီကိုဂရမ်မြေတော့လာပြောင်းခိုင်းနေပေါ့နော်တချို့နယ်ပြောင်းနေပါပြီဆိုတော့ဝယ်လို့ရပါတယ်ပိုင်ဆိုင်မှုခိုင်းမှာပါတယ်ဘယ်လိုစစ်ဆေးရမလဲဆိုတော့ကျွန်တော်အရှိမပြောခဲ့တယ်လို့ပဲချေချေဝေးမတွေးနဲ့မြေစင်းဌာနတာသွားပါသူမှပိုင်ဆိုင်မှုအမည်ပေါင်းဟုတ်မဟုတ်တိုက်စစ်ပါပြီးတော့အခုခေတ်မှာဆိုရင်ဒီပညာကျွဲတာဖြစ်တဲ့အတွက်ကိုဝယ်မဲ့မြေခွက်ကိုကိုကမှမှတ်သွားတာမဟုတ်သူစီကပိုင်ဆိုင်မှုတစ်ခုခုပေါ့နော်စားစားတဲ့တစ်ခုခုတောင်းအခုတော့ရှိမှာမဟုတ်ဘူးအခုမဆောင်ရတဲ့မြေဖြစ်တဲ့အတွက်တောင်းအမိဘဟုတ်မဟုတ်စေအမိဘကရှိသေးလားမရှိသေးလားမေးဘဘရင်ဆိုတော့မရှိတာတော့ရှားတယ်ပေါ့နော်ကြံခဲ့တဲ့သားသမီးတွေဒါမှမဟုတ်မြေမြစ်တွေစီမှာကိုအမိပြောက်ပြောင်းထားတာရှိလားမရှိလားကိုလည်းမေးပါတကယ်လို့ဟုတ်တယ်ဒီမြေဒီအမိပေါက်နဲ့ဒီမြေကမှန်ကန်နေဆိုရင်သားသမီးတွေလည်းသားသမီးတွေလည်းရှိသေးတယ်မွေးသားမကန်လည်းရှိသေးတယ်ဆိုရင်တော့ဒီမြေကဝယ်တင်ပါတယ်မသိထားမှာကဝယ်ယူတယ်ဆိုရင်ကြံရှိသေးတဲ့သားသမီးတွေကိုပါတခါတည်းလက်မှတ်ထိုးခိုင်းပါတဦးတယောက်မကြံပါစေနဲ့ဖြစ်နေတယ်ဆိုရင်တော့အိမ်အောင်စင်တောင်းပြီးတော့အိမ်အောင်စရာထဲမှာရှိတဲ့သူတွေကိုအကုန်လုံးလက်မှတ်ထိုးခိုင်းပါဒါဆိုရင်အခုရှုံးမှနောက်ရှုံးမှဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ဒါဘိုးဘရဲ့မြေလေးကိုတည်သွားပြီလို့ထင်ပါတယ်ဘိုးဘရဲ့မြေဒီတင်ကေတာဘီနဲ့ရေးပါတယ်အနာသက်ကိုအပြာအောင်နဲ့ဒီမြေပုံမှာတင်ကေတာထားပါတယ်ဆိုတော့အားလုံးပဲအိမ်ချမ်းမြေလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ရင်းအောင်ဆူတောင်းပေးပါတယ်ကျွန်တော်ရင်းအောင်ကတော့မန္တလေးပြင်ဦးနဲ့တကြောမှာအိမ်ချမ်းမြေအကျိုးဆောင်လုပ်နေပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်